နောက်တစ်ပိုင်းအနေနဲ့တော့ကျွန်တော်အခုချိန်ကစပြီးတော့ case scenarios လေးတွေကိုဖြည်းဖြည်းချင်းတင်ပြသွားမှာဖြစ်ပါတယ်အဲ့တော့ case 1လေးအကြောင်းကြည့်အောင်เนาะ32-year-old school teacher နော်32နှစ်ပဲရှိသေးတယ် cough for 5 days 9ရက်ပဲရှိသေးတယ် sore throat ရှိတယ် runny nose ရှိတယ် upper respiratory tract symptoms ရှိတယ်စစချင်းမှာ low grade fever လေးနည်းနည်းရှိတယ် not dyspneic no chest pain at all non smoker other comorbid conditions nil ဘာမှမရှိဆိုအဲ့လိုလူမျိုးဆိုရင်ကျွန်တော်တို့စဉ်းစားရမှာ physical examination သွားလိုက်တယ် vital signs are stable lungs is very clear and then saturation is 98%အဲ့တော့ဘာလေးတွေကျွန်တော်တို့ကြည့်မယ်နော် investigation လုပ်မှာလားချောင်းဆူတာ9ရက်ပဲရှိသေးတယ် antibiotics ပေးမှာလား what reassurance can be offered ဘာတွေများကျွန်တော်တို့လူနာကိုပြောလိုက်မလဲဆိုတော့ reasoning ကိုပြန်ကြည့်လိုက်လို့ရှိရင်ဒီ case ကိုကျွန်တော်တို့စဉ်းစားကြည့်မယ်ဆိုရင်ချောင်းဆိုးတာကတစ်ပတ်အောက်ပဲရှိတယ် upper respiratory tract symptoms ရှိနေတယ် most likely to be viral origin red flags တခုမှမရှိဘူးအဲ့ဒီတဲ့ management ကတော့ reassurance and then symptomatic treatment ပေးရကျွန်တော်တို့ cough syrup တွေကျွန်တော်တို့ပေးလို့ရတယ် mucolytics ပါတာရှိတယ် antihistamine ပါတာရှိတယ်ကြိုက်တာရွေးလို့ရတယ် safety net advice တော့ကျွန်တော်တို့ပေးထားဖို့လိုအပ်တယ်ဘလို့အခြေအနေမျိုးဖြစ်လာရင်တော့ဆေးကန်းကိုပြန်လာပြပါ no antibiotics at all no chest x-ray at all မလုပ်ပါဘူးဆိုတော့ပေးခြင်းတဲ့ message က acute bronchitis is viral in more than 90% of the cases and then it will get benefit from the cough remedies ဒါတွေနဲ့ကျွန်တော်တို့တက်တာသွားနိုင်တယ်အတော်များများ acute cough ကเนาะဒါ scenario 1မှာအဲ့တော့နောက် case တစ်ခုကြည့်အောင် 68-year-old man presents with cough for 4 days fever 39 degree တက်နေပြီ pleuritic chest pain ရှိတယ် symptoms က lower respiratory tract ကိုသွား breathlessness symptomatic ဖြစ်တယ် patient ကမောနေတယ် background က type 2 diabetes လည်းရှိတယ်ဆေးလိပ်အရင်ကတော့တောက်ခဲ့တယ်အခုကတော့ ex smoker သူဆေးလိပ်ဖြတ်ထားတယ်ဆိုတော့စမ်းကြည့်လိုက်တဲ့အခါမှာ respiratory rate လေးကနည်းနည်းစတက်နေ26 breaths per minute saturation is a bit low 91% on air physical examination သွားလိုက်တဲ့အခါမှာ right lungs ရဲ့ lower zones မှာ crepitation စီကြားနေရတယ် focal signs ရှိနေတယ် in other words အဲ့တော့ reflex တွေပါတယ်လေဒါခုပြောသွားတာတွေ reflex တွေပဲဘလို့ investigation တွေလုပ်မှာလဲ OPD အနေနဲ့ပဲကျွန်တော်တို့ကြည့်ပြီးတော့ပြန်လွှတ်လိုက်မလားဆေးရုံတက်တဲ့ကြောင်း educate လုပ်ပြီးတော့ရှင်းပြပြီးတော့ refer လုပ်မလားဒါလေးတွေဆက်စဉ်းစားကြည့်အောင်နော်ဆိုတော့ cough ကတော့4ရက်ပဲရှိသေးတယ်ရှေ့မှာပြောခဲ့သလို acute cough တော်တော်များများကတော့ viral origin ဆိုပေမဲ့ဒီ case က acute cough ဆိုပေမဲ့သူ့မှာ systemic illness တွေရှိနေတယ် pleuritic chest pain dyspneic ဖြစ်နေတယ် respiratory rate တက်နေတယ် saturation တွေကျနေတယ် lungs မှာ crepitation တွေကြားနေတယ်သူတို့ပြင် hypoxia ရှိတယ် focal signs တွေရှိတယ်ဒီလိုလူနာမျိုးဆိုရင်တော့ urgent chest x-ray is mandatory and then we need to proceed with some blood tests blood for complete picture CRP ဒါတွေကျွန်တော်တို့ဆက်သွားသင့်ပြီ and then we must start the empirical antibiotics at an instance စတဲ့နဲ့ဒါမျိုးဆိုရင်တော့မစောင့်ပါနဲ့ and then hospital admission တက်တဲ့နဲ့တိုက်တွန်းမှုလိုအပ်တယ်ဆိုတော့ဒီ case လေးက learning points ပါရတယ်လေ cough hypoxia focal signs always assume that that particular person might have pneumonia until proof otherwise referral လုပ်ပါ antibiotics လိုပါမယ်ဒါလေးပေးခြင်းပါတယ် message oxygen ကောင်းနေသေးတယ် dyspneic မဖြစ်ဘူးဆိုရင်တော့ we can wait ပေါ့နော် with some types of the antibiotics နဲ့ကျွန်တော်တို့စောင့်ကြည့်နိုင်တယ်ဒီလို case မျိုးဆိုရင်တော့ဆိုတော့ acute cough တိုင်းတော့ viral မဟုတ်ဘူးစိတ်ပူစရာရှိတယ် reflex ရှိရင်လည်း appropriately ကျွန်တော်တို့ manage လုပ်ဖို့လိုတယ်ဆိုတာကိုဒီ case 2ကနေ reflect လုပ်ခြင်းပဲဖြစ်ပါတယ်နောက် case လေးတစ်ခုကတော့ 40-year-old woman presents with dry cough for 5 weeks ရှိသွားပြီအစပိုင်းလေးမှာ flu-like illness လေးနည်းနည်းရတယ်ဆရာရဲ့နည်းနည်းလေးချမ်းစိမ့်ဖြစ်တယ်ဖျားခြင်းတလူလိုလေးပဲ2ရက်လောက်ကိုလေးကြိုက်ခဲလိုက်တယ်ချောင်းဆိုးတာညမှာပူပူဆိုးတယ်အခုတော့ဆရာစီလာတဲ့ချိန်မှာမဖျားတော့ပါဘူးဆရာရဲ့ကိုလေးချိန်ကြာသွားလားမေးမှာပေါ့9ပတ်လောက်ဆိုးနေတဲ့ချောင်းကျွန်တော်တို့ tuberculosis များဖြစ်မလားစဉ်းစားတာပေါ့ဒါတွေလည်းပါမှမရှိဘာစဉ်းစားကြမလဲ examination က normal ပဲ chest x-ray လဲကျွန်တော်တို့ရိုက်လိုက်ပါတယ်5 weeks လောက်ရောက်ပြီဆိုတော့ normal chest x-ray ပဲထွက်ပါတယ်ဆိုတော့ဘာကြောင့်ဒီချောင်းဆိုးကြီးတာရှည်နေရတာလဲဒီလိုလူနာမျိုးမှာ antibiotics ကျွန်တော်တို့ပေးဖို့လိုသေးလားဘယ်လို manage လုပ်မှာလဲဒါလေးတွေကျွန်တော်တို့ကြည့်အောင်နော်ဆိုတော့
ပြန်စဉ်းစားကြည့်လိုက်လို့ရှိရင်လူနာက sub acute cough 5 weeks ထဲမှာသူရောက်နေတယ် flu like illness လေးနဲ့စတဲ့အတွက် post viral airway hypersensitivity ဒါရှေ့မှာကျွန်တော်ပြောခဲ့တယ်ဒါကြောင့်ဖြစ်ဖို့များတယ် x-ray ကလည်း normal ပဲထွက်နေတယ် focal signs လည်းဘာမှမရှိ saturation ကလည်း normal ပဲဆိုတော့ reassure လုပ်ရမယ်ဒါမျိုးဆိုရင် and then airway hypersensitivity ကိုကြောက်အောင် we should try inhaled bronchodilator or inhaled corticosteroids antibiotics မပေးပါဘူး no repeated antibiotics ဒီလို case မျိုးမှာဆိုရင်အဲ့တော့ learning points ကဘာရလဲဆိုတော့ viral infection ဝင်သွားတယ် post infectious cough may last up to 6 to 8 weeks အများကြီးတွေ့ရမှာပါဆရာတို့ပြီးခဲ့တဲ့2လ3လလောက်ကကျွန်တော်တို့ flu တွေတအားဖြစ်ကြတယ်ချောင်းဆိုးတွေတအားတာရှိတာပဲအတန်တွေပါဝင်ကြတယ်ကျွန်တော်တို့ investigation တွေမျိုးစုံလုပ်ကြတယ်နောက်ဆုံးတော့ဘာမှလည်းမတွေ့ follow up လာရင်နဲ့ကောင်းသွားပြီဆရာကြီး symptomatic treatment လေးနဲ့ပဲသူတို့ကောင်းသွားကြတာများတယ်ပေါ့နော်ဆိုတော့မမေ့ပါနဲ့ post viral airway hypersensitivity ဒါလေးကိုသတိထားစေချင်ပါတယ်နော်နောက် case တစ်ခုကတော့ case 4 45-year-old non-smoker woman cough for 3 months 3 လတီတီချောင်းဆိုးပါတယ် frequent throat clearing လူကြားထဲအောင်ချောင်းဆိုးတယ်လေချောင်းချွဲရှင်းတယ်ပေါ့နော် especially was in the mornings လူနာ history မေးလိုက်တယ်မနေ့စောစောနိုးတဲ့အချိန်အဆိုးဆုံးပဲဆရာကြီးဝီစီများရှိသလားမရှိပါဘူး fever များရှိသလားမရှိပါဘူးအဲ့တော့ဒီလိုလူနာမျိုး physical examination ကြည့်လိုက်တော့ nasal congestion ရှိတယ် pharynx မှာ cobblestone appearance ရှိတယ် lungs are very clear ပဲဘာမှ bronchi လည်းမရှိဘူး and then crepitation တွေလည်းမရှိဘူးဆိုတော့ဒီလို case မျိုးမှာရှေ့မှာလည်းကျွန်တော်ပြောခဲ့ပြီးပါပြီ more than 90% of chronic cough non-smoker chest x-ray normal big 3ကျွန်တော်တို့စဉ်းစားဖို့လိုတယ်လို့ပြောခဲ့တယ်အဲ့တော့ first line treatment ဘာဖြစ်မလဲ chest x-ray လိုမလားဒါလေးစဉ်းစားကြည့်အောင်နော် chronic cough upper airway symptoms ရှိတယ် likely upper airway syndrome ဖြစ်ဖို့ကျွန်တော်တို့များတယ်ပေါ့နော် cough syndrome ဖြစ်ဖို့များတယ် chest x-ray ရိုက်ချင်လားရိုက်ချင်ရိုက်လိုက်ပါတော့3လလောက်ဆိုးနေတဲ့ချောင်းကတော့ကျွန်တော်တို့ရိုက်သင့်ပါတယ်နော်ရိုက်သင့်တယ် and then ဘာလေးစူးစမ်းမလို့ intranasal corticosteroids plus antihistamine ပါတော့ cough remedies တခုခုကျွန်တော်တို့ပေးကြည့်လို့ဒီလိုလူနာမျိုးဆိုရင်ရတယ်။ learning points တွေနဲ့ဒီ case ကဘာရလဲဆိုတော့ညဘက်ဆိုရင်ချွဲရှင်းရတယ်တဏီကုံဆိုလဲလေချောင်းကိုရှင်းနေတယ်မနေ့စောစောပူဆိုးတယ်ဘာမှလည်းအကြောင်းရင်းရှာမရဘူး flu like illness တွေရှိတယ်ဆိုရင် post nasal drip ဖြစ်ဖို့များတယ် is the most common cause of chronic cough in primary care ဖြစ်လို့ရှိပါတယ်တဲ့ဆိုတော့ဒါလေးမမေ့ဖို့ကျွန်တော်ဒီနေရာကနေ message လေးပေးချင်ပါတယ်